真的呀，我有吗？阿龙呀，为呀啥都？阿龙明明啦啦先，第二呀第二，爸妈人呢来不是对比哟。အရာသာထိမိခွင့်ဖြစ်သွားမယ်ဗမာအစစလေးတစ်ခုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်အားလုံးပဲတီတီနဲ့တူတူလိုက်ကြည့်ကြဆိုရှင်နဲ့လက်ဖက်တော့ပထမဆုံးနဲ့ကျုပ်ခလောက်ကြော်ဖို့တဲ့အဲကျက်ခလောက်ကြော်တဲ့ကိုကလေးပဲအစိမ့်မှုတ်ကြုံမှုတ်ဆန်လုံးမှုတ်ကောမှုတ်ချက်သွန်နီချက်သွန်မိန်နန်းနန်းပင်ဟွာငါမျိုးဆက်တရုတ်မဆလာငရုတ်ကောင်းလေးအုပ်ပြီးခုလိုကြော်ထားပေးပါမယ်ရှင်အဲ့ဒီဆဆာနေနဲ့နောက်ထပ်လက်ပတ်တော့ချမောင်ချင်းချက်ဖို့အတွက်လုံးချက်မှဖြစ်တဲ့အတွက်ချမောင်ရွက်ထဲမြစ်ထဲကြက်သွန်နီထဲကြက်သွန်ပြူထောင်းထားတာထဲနမင်းမုံလေးထဲစားထဲကြက်သားမုံထဲမြင်းငပီလေးထဲစီလေးဆန်အိုးပေါ်တင်လုံးရည်လေးခန်းလာပြီးဆိုတာနဲ့ရေလေးထဲရေလေးပွက်ပွက်ဆူလာနဲ့နနမီလေးအုပ်ရပါပြီရှာဆန်လိုက်ညမြရီကျော်ထမင်းနဲ့လေးစောက်တော့ပါမယ်ရှင်ကဲညမြရီကျော်ထမင်းနဲ့စလုပ်ပါမယ်ရှင်စလုပ်ဖို့အတွက်စားကြက်သားမုံထဲမယ်ကြက်သားမုံထဲမယ်စားလေးထဲမယ်ပြီးသူရဲ့ဒါနဲ့ငမ်းပြားကြီးကျော်အနှစ်ကလေးထည့်မယ်ကျမငမ်းပြားကြီးစီဂျယ်လေးထည့်ပါမယ်စီဂျယ်လေးစမ်းနဲ့လေးထည့်အားရပါရနေတော့မယ်ပြီးတော့မလို့မြေဖုံဖုံလေးရောထည့်လိုက်မယ်ပြီးတော့ဒီတော့ပဲမုံထည့်ပေါ့ကျမဒီနေ့ပဲမုံကောင်ရောပဲမုံမထည့်လိုက်ရတော့ပဲမုံအစိမ့်မုံပဲရှိရောလေအကျက်မဟုတ်တော့နမ်းမှာဆိုလို့ကျမမထည့်ပဲစိမ့်မုံမြည်ကြည့်အောင်ကောင်းလို့တော့ရှာလေကျုံးကျက်ချင်းစက်တုံမြူလေးကြော်လေးဖြူပါမယ်နှမ်းလေးရောဖြူအောင်မယ်နော်ဒီမှာနှမ်းလေးရောဖြူနန်းပင်လေးအော့ငမ်းပြားကြီးထမင်းနဲ့ရပါပြီရှင်ငမ်းပြားကြီးကြော်ထမင်းနဲ့ရဲ့ကျုပ်ခလောက်ကြော်ရဲ့ချင်းမောင်ဟင်းရဲ့ရပါပြီရှင်ထမင်းစားပါပြီငမ်းပြားကြီးကြော်ထမင်းနဲ့စပယ်ရှယ်ကျုပ်ကြော်ကဲအပြောလေးလျှော့ပြီးခွန်မယ်ခွန်လိုက်ပါပြီတူတုံးဆောင်ကြတော့ရှင်မဟုတ်ဘူးဒါကြီးကဒီနေ့ဒီလောက်ပါပဲအားလုံးအရင်ချစ်ပါတယ်အားလုံးပဲတက်တာ